physics ရဲ့ biology vocabulary နဲ့ knowledge တွေအများကြီးတိုးတက်စေမယ့် YouTube channel လေးတစ်ခုကျွန်တော်မိတ်ဆက်ပေးမယ်ကျွန်တော်အိမ်ကလေးအရန်ကြိုက်ပါတယ်အဲ့ဒီ channel လေးကတော့ it's awesome time ဖြစ်ပါတယ်ကလေးတွေဒီ channel ကိုအရန်ကြိုက်ရဲ့အကြောင်းရင်းကနှစ်ချက်ရှိပထမတစ်ချက်ကသူကတမယိုးကြကျွန်တော်တို့ physics တွေ biology အဲ့ဒါမျိုးတွေရှင်းပြတဲ့ပုံစံနဲ့သူကရှင်းပြတာမဟုတ်ဘူးเนาะသူကအကယ်၍ပေါ့နော်တခုခုဖြစ်ခဲ့ရင်ပေါ့နော်သူ science နဲ့ဆိုင်တဲ့ဟာတွေပဲသူကရှင်းပြတယ်ဥပမာကျွန်တော်တို့ဒီကဘာကြီးကနှစ်ချမ်းကွဲသွားရင်ဘာဖြစ်မလဲပေါ့နော်အဲ့လိုမျိုးတွေပေါ့နော်ကလေးတွေကအရန်စိတ်ဝင်စားပါတယ်နော်နောက်တစ်ခုကကြတော့သူ့ရဲ့ English တွေကသူ့ရဲ့ vocabulary ပေါ့နော်သူသုံးတဲ့ language တွေသူ့ရဲ့စကားလုံးတွေက simple English ဖြစ်တယ်နော်အဲ့တော့ကလေးတွေအတွက်လည်းနားလည်ရလဲလွယ်တယ်နော် every age ပေါ့နော်ဟို၄-၅နှစ်အရွယ်လောက်ကလေးကစပြီးတော့နော်10နှစ်17နှစ်ဒီအကုန်လုံးနားထောင်လို့ရတယ်အဲအကြောင်းလေကျွန်တော်အိမ်မှာဆိုရင်ဒီ awesome time ကတော်တော်လေးကိုကလေးတွေလည်းအရန်ကြိုက်ကြပါတယ်နော်ပြီးရင်တို့လို vocabulary တွေပေါ့နော် science ဘိုင်းနဲ့ဆိုင်တဲ့ဟာတွေကိုတော်တော်လေးကိုဒီထဲမှာအများကြီးတို့လို learning လုပ်နိုင်တယ်ပေါ့နော်ကိုယ်ကလေး science ဘိုင်းအားနည်းနေတယ်ဆိုရင်ဒီ awesome time ကိုကြည့်ဖို့အားပေးပါတယ်နော်